မန္တလေးမြို့ရဲ့လူနေထိုင်မှုရောစီးပွားရေးရောအချက်အချာဆုံးလမ်းမတင်နေရကောင်းလည်းဖြစ်မယ်။ခရမ်းမြေမျိုးစားဖြစ်ပြီးအနာဂတ်တမှုမြင့်မစေနိုင်မည့်အိမ်ချင်မြေတစ်ခုကိုရှာဖွေနေပါသလားရှင်။ဒါဆိုရင်တော့62လမ်းတင်နှစ်ရှစ်နှစ်ကိုကြာမှရှိတဲ့အာစီနှစ်ထပ်အယောင်းလေးကိုပို့လာမယ်မှမိတ်ဆက်ရောင်းချပေးခြင်းပါတယ်ရှင်။ပေဂျန်အနေနဲ့မျက်နှာစာအုပ်35အနောက်ကိုပေ90အကျဉ်းဝန်းရှိပါတယ်ရှင်။အရှိလက်ဖြစ်ပြီးခရမ်းမြေမျိုးစားပဲဖြစ်ပါတယ်ရှင်။အယောင်စင်းလုံးကိုတော့ကျပ်သိန်း3000ခေါ်ဆိုထားပါတယ်ရှင်။စိတ်ဝင်စားပြီးတကယ်ဝယ်လိုတဲ့လူကြီးများအတွက်ဈေးနှုန်းယူနိုင်ပါတယ်ရှင်။လူတိုင်းချိန်ထားတဲ့လန်ဒန်အရှိလက်ခရမ်းမြေဆိုတဲ့အချက်3ချက်ကိုတခါရရရှိနိုင်မယ့်အကောင်းဆုံးအိမ်လေးပဲဖြစ်ပါတယ်ရှင်။ဒီအိမ်လေးကတော့ကိုရိုင်းနေရတဲ့မကအငားချက်ရန်ရင်းနှီးမြှုပ်နှံမှုအဖြစ်ထားရှိရန်တမိုးရှိသောအိမ်လေးပဲဖြစ်ပါတယ်ရှင်။ဒီလိုအိမ်ကောင်းကောင်းနေရာကောင်းကောင်းလေးဆိုတာကြကြမဆောင်တက်လို့အခုပဲပို့လာမယ့်အိမ်ချမ်းမြေကုမ္ပဏီရဲ့ဖုန်းနံပါတ်များဖြစ်တဲ့399393နဲ့39939335တို့လည်းဆက်သက်ဆုံးသမ်းမြင်နိုင်တယ်လို့ရုံးလိပ်စာဖြစ်တဲ့33လက်ခုကြောက်ခုအကြတို့လည်းလူကိုယ်တိုင်လာရောက်ဆက်သက်ဆုံးသမ်းမြင်နိုင်ပါတယ်ရှင်။လူသားပွင့်လေးပို့လာမယ်မှာအိမ်ချမ်းမြေမှာဆိုယုံကြည်စိတ်ချပို့လာမယ်ကိုသာဆက်သက်လိုက်ကြပါရှင်။မန္တလေးအိမ်ချမ်းမြေကိုစိတ်ဝင်စားတဲ့လူကြီးများအတွက်ဒီလိုအိမ်ချမ်းမြေအယောင်အငါ post လေးတွေကိုတင်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ညီမတို့အကောင့်လေးကို like and follow လေးလုပ်ခဲ့ပေးပါရှင်။